တာမိပါရဲ့အချိန်ကချစ်ရသူနဲ့ပျော်ရွှင်စွာတွေ့ခဲ့ပါတယ်အဲ့ဒီကိုပြန်လန်းနေအခုတော့ချတရားရင်ခွေနဲ့သူကိုဝင်မေးဆက်လို့နေတယ်သူဟာငါတသားရဲ့ပို့ပြောအောင်ထားပေးနိုင်တယ်တပတ်သက်တွေနဲ့ချဲရိတ်ခဲ့ပေါင်းဖို့ကတရားဟာမရှိလို့ရင်ကိုစူးများနဲ့တိုးနာကျင်အောင်တူးဆွာခဲ့အောင်မုံမြောင်ရှိတဲ့လူသားမို့ဝေးကိုထွက်ပြေးလဲစိတ်မတိုးရှိလို့တကားတော့ငါတိတ်ကိုပြန်ပြီးတော့မတတ်တာနဲ့အောင်နေသွားပါချတယောက်စီတော့မချစ်တဲ့ငါကိုချဲရင်လို့ရှိတဲ့နေ့ရက်တွေတဲ့ဘယ်ရမှမလာပါ